ဂျပန်နိုင်ငံဟိုက်ဒါမျိုးလေးရဲ့ဆောင်းရာသီတစ်ခုလမင်းကချော့ဖြော့အလင်းရောင်တဲ့မျိုးကိုဖုံးလွှမ်းထားတဲ့ဒီမျိုးမှာတစ်ချိန်ရေမောတန်တွေနဲ့ကြီးနှက်ခဲ့တဲ့ကောင်မလေးတစ်ယောက်ရှိခဲ့တယ်တူနာမီကယူမီဒါပေမဲ့အခုတော့တူနာမီကိုဒိုးဒိုးလေးပြောရင်တောင်လူတွေကဖုံလို့ကြတယ်ဘာဖြစ်လို့လဲဆိုတော့ယူမီတူမတေဆုံးပြီးနောက်မှာတရေဖြစ်လာခဲ့တယ်တူမကိုနှိပ်စက်ခဲ့တဲ့သူတွေစီပြန်လာခဲ့တယ်ခလေစားချေဖို့ဒီဇလန်ကမင်းကိုထိတ်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုစီခေါ်သွားမှာမင်းရင်ဆိုင်ရလားဂျူမီကအထက်တန်းကျောင်းသူလေးသူ့ရဲ့အိမ်ဆင်းရဲပြီးအမေနဲ့နှစ်ယောက်တည်းနေထိုင်ရတာသူ့ရဲ့အမေမျိုးရဲ့စားတောက်ဆိုင်မှာအလုံးလုံးပြီးအိမ်ကိုထောက်ပံ့ရတာယူမီတိတ်ဆိတ်တဲ့စာကြိုးစားတဲ့သူမရဲ့အိမ်မက်ကအမှုပညာရှင်တစ်ယောက်ဖြစ်ဖို့သူမရဲ့ပုံတွေကအသက်ဝင်လုံးလို့ကျောင်းမှာဆရာတွေတောင်ချီးကျူးကြတယ်ဒါပေမဲ့ဒီအချင်းကပဲသူမကိုပျက်စီးစေမဲ့မနာလိုမှုတွေကိုဆွဲခေါ်လာခဲ့တဲ့မီယာဆိုတဲ့ကောင်မလေးကျောင်းမှာလူကြိုက်များတဲ့သူမရဲ့သူငယ်ချင်းတစုနဲ့အတူယူမီကိုနှိပ်စက်ဖို့ပြောစေရတာခုလိုသဘောထားတဲ့ယူမီရဲ့ပုံတွေကိုဖျက်ဆီးတဲ့သူမရဲ့စာအုပ်တွေကိုရေးတဲ့ဖြစ်ချတဲ့တခါတလေစာတင်ခန်းထဲမှာတမင်တွန်းချပြီးအိုးစင်ရသားကလေးလမ်းလျှောက်တောင်မတတ်ဘူးလားဆိုပြီးလောင်ပြောင်ကြတယ်ဒါပေမဲ့ဒါတွေကအဆပဲဒီနေ့မှာမီယာတို့အဖွဲ့ကယူမီကိုကျောင်းနောက်ဖေးကဆုံးဖြတ်ထားတဲ့ကိုတောင်နဲ့ခေါ်သွားတဲ့အဲ့ဒီကိုတောင်လူသူကင်းမဲ့ပြီးတရေချောက်တယ်လို့ကောလာဟလတွေရှိတဲ့နေရာသူတို့ယူမီကိုရိုက်နှက်ကြတဲ့စံပင်တွေကိုဆွဲဖြဲပြီးရေတွေနဲ့ပတ်ကြတယ်မင်းတို့စင်ရသားဒီမှာပဲနေလိုက်တော့ဆိုပြီးမီယာအော်ဟီရင်ယူမီကိုတမျက်စီးနဲ့ရိုက်တဲ့ယူမီကအကူအညီတောင်းပေမဲ့ဘယ်သူမှမကူညီခဲ့ဘူးဆရာတွေကလည်းဒါကိုလျှလျူရှုခဲ့တယ်ဒီလိုနဲ့ယူမီရဲ့စိတ်ဓာတ်တွေကျလာတယ်သူမဘယ်သူကိုမှမပြောရဲဘူးတယောက်တည်းခန်းစားရင်တညီမှာအရင်အေးလုံးနဲ့ညတဲ့ညီမှာသူမရဲ့အခန်းထဲမှာကိုအဆုံးစီရင်လိုက်တယ်သူမရဲ့နောက်ဆုံးစကားဘာလို့ငါ့ကိုဒီလောက်ထိနှိပ်စက်ရတာလဲဆိုတဲ့မေးခွန်းတစ်ခုပဲယူမီတေဆုံးပြီးနောက်မျိုးလေးမှာထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ချပေါ်လာတဲ့မီယာတို့အဖွဲ့ထဲကောင်မလေးတစ်ယောက်ဖြစ်တဲ့ဟာနာတညမှာအိမ်မဆိုးမတဲ့အိမ်မထဲမှာစံပင်ရှည်တွေဖြူဖြောနေတဲ့ကောင်မလေးတစ်ယောက်ဒူမကိုလေပင်းနေရင်မင်းကြောင့်ပဲလို့အော်ဟစ်နေတဲ့နောက်နေ့မနက်မှာဟာနာသူ့ခန်းထဲမှာလေပင်မှာတန်ရာတွေနဲ့တင်နေတာကိုတွေးရတယ်ဒူမီရဲ့မျက်လုံးတွေကြောက်လန့်မှုနဲ့ကြီးနှက်နေပြီးဒူမီရဲ့လက်ဖွားထဲမှာယူမီရဲ့နာမည်ကိုတွေးနဲ့ရေးထားတယ်ဒီဖြစ်ရပ်ဟာမျိုးမှာကြောက်လန့်မှုတွေဖြစ်ပေါ်လာစေတဲ့လူတွေဟာနာရဲ့ဒေဆုံးမှုကိုစုံစမ်းဖို့ကြိုးစားကြပေမဲ့ဘာမှအဖြစ်ထွက်ခဲ့ဘူးဒါပေမဲ့မီယာကတော့ဒါကိုမယုံဘူးယူမီဘာလုံးနာမှာမို့လဲဆိုပြီးသူ့လောင်ပြောင်နေတုံးပဲဒါပေမဲ့ဒီနေ့မှာဒူမီရဲ့အခန်းထဲရှိမှန်ထဲမှာယူမီရဲ့ပုံရိပ်ကိုတွေးလိုက်ရတဲ့မျက်လုံးတွေကအနှက်ရောင်ဖြစ်နေပြီးတွေးတွေနဲ့ပေးချင်နေတဲ့ယူမီကဒိုးဒိုးလေးပြောတယ်မင်းလေးရောက်ပြီးတဲ့အဲ့ဒီအချိန်မှာမန်ခွဲထွက်သွားပြီးမီယာရဲ့အော်ဒန်ကတသိန်းလုံးပဲတင်ထပ်သွားတယ်ဂျူမီရဲ့ကလေးစားချေမှုပိုပြီးပြင်းထန်လာတဲ့မီယာတို့အဖွဲ့ဟာဂျန်တဲ့သူတွေလည်းတယောက်ပြီးတယောက်ထူးဆန်းစွာဒေဆုံးကုန်တဲ့တယောက်ဖြစ်တဲ့ရှီဟိုဟာညာဘက်လမ်းမှာအိမ်ပြန်လာရင်ကားအောက်မှာပြီးသေးတယ်ဒါပေမဲ့ဒေဆုံးချိန်မှာဒူမီရဲ့မျက်နှာမှာကြောက်လန့်မှုတွေနဲ့ကြီးနှက်နေပြီးဒူမီရဲ့လက်ထဲမှာယူမီရဲ့ပန်းချီကားတစ်ချက်ကိုကင်ထားတဲ့အဲ့ဒီပန်းချီကားမှာဒူမကိုယ်တိုင်ကားအောက်မှာပြီးနေတဲ့ပုံကိုရေးဆွဲထားတယ်နောက်တစ်ယောက်ဖြစ်တဲ့အာယူဟာအိမ်ပေါ်ပြုတ်ကျသေးတယ်ဒါပေမဲ့ဒူမတီဆုံးချိန်မှာဒူမရဲ့ခန်းထဲမှာယူမီရဲ့စံပင်ရှည်တွေကိုတွေးရတယ်ဒူမရဲ့မျက်နှာမှာလက်တီးရာတွေနဲ့ကြီးနှက်နေပြီးဒူမရဲ့နောက်ဆုံးစကားဒူမငါကိုဆွဲချလိုက်တာဆိုတဲ့စကားတခုံးပဲမီယာဟာနောက်ဆုံးကျန်တဲ့သူဖြစ်လာတယ်ဒူမကဘုံကြီးတစ်ပါးစီအကူအညီတောင်းတဲ့ဘုံကြီးကယူမီရဲ့ဝိညာဉ်ကိုဖမ်းဖို့ကြိုးစားတဲ့ဘုံကြီးကဆောင်းတွေကထားတွေနဲ့ယူမီကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့ယူမီရဲ့ဒေါသကအရင်ကြီးမလို့နဲ့ဘုံကြီးရဲ့ဆောင်းတွေကွဲထွက်သွားပြီးယူမီရဲ့ရေတံဘုံကြီးကြောင့်လည်းပဲ့တင်ထပ်သွားတဲ့ဘုံကြီးကိုယ်တိုင်မီယာကိုမင်းရဲ့အဖြစ်တွေကိုမင်းပဲရင်ဆိုင်ရမယ်ဆိုပြီးပြောပြီးထွက်သွားတယ်တင်မာယူမီဟာမီယာရှေ့မှာပေါ်လာတဲ့ဒူမီရဲ့စံပင်တွေကမြေပြင်ပေါ်ကိုချနေတဲ့လမ်းလျှောက်လာပြီးမျက်လုံးတွေကသွေးစိမ့်နဲ့ကြီးနှက်နေတဲ့မင်းကြောင့်ပဲငါဘွားပြက်ခဲ့ရတာဆိုပြီးဒူမကမီယာကိုလေပင်းညစ်လိုက်တဲ့မီယာရဲ့နောက်ဆုံးတက်ရှူတန်အခန်းထဲမှာပျောက်ကွယ်သွားပြီးယူမီရဲ့ပုံရိပ်ကလေထဲမှာပျောက်သွားတယ်မီယာဒီဆုံးပြီးနောက်ယူမီရဲ့
ဝိညာဉ်ဟာပျောက်ကွယ်သွားတယ်လို့လူတွေဟာထင်ကြတယ်ဒါပေမဲ့ဟိုက်ဒါမျိုးလေးမှာဆောင်းရသည့်ရောက်တိုင်းညဘက်တွေမှာစံပီရှည်တွေနဲ့ကောင်းမလေးတစ်ယောက်ရဲ့ပုံရိပ်ကိုလူတချို့မြင်တွေ့ရတော့ပဲကျောင်းနောက်ဖေးကိုတောင်ထဲမှာယူမီရဲ့ငိုတန်တွေကိုကြားရတယ်လို့ပြောကြတယ်တချို့ကတော့ယူမီရဲ့ပန်းချီကားတွေကိုမြို့ထဲမှာတွေ့ရပြီးအဲ့ဒီပန်းချီကားတွေမှာသူတို့ရဲ့ဒေဆုံးပုံကိုရေးဆွဲထားတယ်လို့ဆိုကြတယ်ယူမီဟာကလေးစားချေဖို့ပြန်လာတာလားဒါမှမဟုတ်သူမရဲ့ဝမ်းနည်းမှုတွေကိုလွတ်မပေးနိုင်သေးလို့လားဘယ်သူမှမသိခဲ့ဘူးဒီဇလန်ကတင်ဘာကိုတင်ခန်းစာယူစေချင်လဲတစုံတယောက်ကိုနှိပ်စက်ခြင်းဟာဘယ်လောက်ထိနာကျင်မှုဖြစ်စေနိုင်လဲဆိုတာတွေးကြည့်ဖူးလားဟိုက်ဒါမျိုးလေးယူမီရဲ့အော်ဒန်တွေအခုထိပဲတင်ထက်နေတော့ပဲဒီဇလန်ကမင်းကိုထိတ်လန့်စရာကောင်းခဲ့တယ်ဆိုရင် like နှိပ်ပြီးစကိုက်တိုင်းလှုပ်ဖို့မမင်းနဲ့တော့နောက်ထပ်ကြောက်စရာဇလန်တွေကိုလက်မလွတ်မိစေနဲ့